ဘဝရဲ့နောက်ဆုံးနေဝင်ခံဤအချိန်ကိုအေးအေးဆေးဆေးနဲ့ဖြတ်သန်းရုံပဲလို့တွေးနေတဲ့အခါပျော်စရာဒုက္ခတွေကဒုက္ခတွေဖြစ်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲကျမတော်မူကြပါစားခင်ဗျာဒီနေ့မှာတော့နာမည်ကြီးတရုတ်ဆောင်တွေပါဝင်ပြီး2019ကထွက်ရှိခဲ့တဲ့ Going in Style ဇာတ်ကားကို recap လုပ်ပေးသွားမှာပါဇလန်းအစမှာတော့အဖိုးကြီးကျိုးကသူ့ရဲ့အိမ်မောင်ကြီးတွေတက်လာလို့ဗန်မာသွားရောက်ဆွေးနွေးနေရပါတယ်သူ့ရဲ့ထွန်းငယ်ကများနေပြီးတော့သူ့ကုမ္ပဏီကနေပင်စင်လားစာကိုမလွှဲပေးတာလာအနေငယ်ကြာနေပြီဆိုပြီးဘဏ်ကနေသတိပေးစာအပုတ်ခံရတာပါဘဏ်မန်နေဂျာရဲ့မတရားလုပ်ရက်နဲ့အတိုးနှုန်းကြောင့်လဲဂျိုးအတွက်အခက်အခဲဖြစ်နေစေပါတယ်သူတို့စကားပြောနေတော့ဝတ်စော်အနက်ဝတ်ထားတဲ့လူ၃ယောက်ကဘဏ်ကိုဝင်လူတာကိုကြုံလိုက်ရပါတယ်ဂျိုးကအသက်အရွယ်အရအကြောကပ်ပြီးစကားများနေလို့တက်တောင့်တက်တာနေဖို့လမ်းပြောရင်းတပြားလည်းဘင်းမှာရှိတဲ့တတူးကိုဂျိုးမြင်လိုက်ရပါတယ်နောက်ရက်မှာတော့ဂျိုးကသူမြင်လိုက်ရတဲ့ဓမြလည်းဘင်းကတတူးပုံစံကိုရဲတွေကိုပြောပြလိုက်ပါတယ်အဲဒီနောက်ဂျိုးရဲ့ရင်းနှီးဆုံးတငယ်ချင်းတွေဖြစ်တဲ့ဝီလီနဲ့အဲဘတ်တို့နဲ့တွေ့ကြပါတယ်သူတို့၃ယောက်စလုံးကဆက်ရုံတစ်ခုမှအတူတူလုပ်ခဲ့ကြတဲ့လုပ်ဖော်ကိုင်ပဲတငယ်ချင်းတွေပါသူတို့တွေစုံတော့အေးအေးဆေးဆေးနဲ့မိနစ်အပိုင်းအတွင်းဒေါ်လာ16တန်းကိုအကွက်ကျကျနဲ့ဓမြတိုက်သွားတဲ့အကြောင်းကိုပြောနေကြပါတယ်သူတို့နှစ်ချီအောင်အလုပ်လုပ်ပေးခဲ့တဲ့ကုမ္ပဏီကလည်းတခြားနိုင်ငံကိုပြောင်းသွားပြီးတော့သူတို့ရဲ့ပင်စင်လာစာတွေကိုရပ်ဆိုင်းလိုက်တယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့သူတို့ဘဝတွေအခက်တွေ့ကုန်ပါတယ်ဝီလီကဂျိုးကိုငါတို့အဆင်ပြေသွားမှာပါနောက်ဆုံးတော့အဆင်ပြေလေးရှိတာပါပဲလို့အားပေးနေတဲ့နေတော့အဖိုးကြီးအဲကတော့ပြီးရင်မင်းတို့လည်းတေးပြီးလို့ဝင်နှောက်လိုက်ပါတယ်ဝီလီကကြောက်ကယောဂနဲ့ကျမ်းမာရေးမကောင်းဖြစ်နေသူပါအခါမဲ့ကုသရေးစင်တာမှာလည်းသူကျမ်းမာရေးအခြေအနေနဲ့ကြောက်ကအလူရှင်ပေါ်မဲ့အချိန်ထိမရောက်နိုင်လို့သူ့မိသားစုကိုပြောပြလိုက်ဖို့အကြံပေးပေမဲ့အဝေးရောက်နေတဲ့သူမြင်းနဲ့သူသမီးကိုမပြောဘဲနေလိုက်ပါတယ်အဖိုးကြီးအဲဘက်ကတော့တယောက်တည်းအထီးကျန်သမားဖြစ်ပြီးဘင်ခရာတီးမုံတွေကိုတင်ပေးတဲ့ခိုက်ဆရာအဖြစ်အသက်မွေးဝမ်းကြောင်းလုပ်နေတာပါဂျိုးကတော့ဘန်ကအတိုးနဲ့သူ့အိမ်ကိုယူတော့မဲ့အရေးကိုကြုံနေရပါတယ်သူမြင်းမလေးကိုကြောင်းပို့ကြောင်းကြိုလို့ရင်းအဆင့်အရတဲ့သူ့မြေးအတွက်ခွေးလေးတစ်ကောင်ပေးမယ်လို့ဂရီပေးလိုက်ပါတယ်သူ့ရဲ့သမီးနဲ့မြေးဖြစ်သူတို့အိမ်ကားနေမဖယ်ပေးရဖို့အရေးငွေကိုအသေးအတန်လိုနေပါပြီအဖိုးကြီး၃ယောက်လုံးကတက်တက်လုံးရိုးရိုးတက်တက်လောက်ကန်စားတော့လာခဲ့ပေမဲ့အခုတော့သူတို့ပိုင်ဆိုင်သမျှအရာအလုံးကိုဘန်နဲ့ရှယ်ယာဖြစ်တဲ့သူတို့ကုမ္ပဏီကတိန်းတော့မဲ့အခြေအနေကိုရောက်နေပါပြီဂျိုးကငါတို့လည်းဘန်ကိုပြန်လို့ရင်ကောင်းမလားလို့စနောက်ပြီးပြောရကနေတကယ်လို့ဖို့စိတ်ကူးမိသွားပါတယ်အစမှာတော့ဝီလီနဲ့အဲကလက်မခံပေမဲ့သူတို့ရဲ့ဘဝအခြေအနေတွေကပိုဆိုးလာတဲ့အခါမှာတော့သဘောတူလိုက်ကြပါတယ်ပထမဆုံးအနေနဲ့သူတို့စတိုးဆိုင်လေးတစ်ခုမှပစ္စည်းခိုးဖို့စမ်းသပ်ကြပါတယ်ဖွဲ့ပြီးထည့်လို့ရသမျှပစ္စည်းတွေကိုအလေးတုပ်ခိုးကြပါတယ်ဒါကိုတွေ့သွားတဲ့လုံခြုံရေးဝန်ထမ်းကလိုက်ဖမ်းလို့ထွက်ပြေးပေမဲ့ကားတိုက်မလို့ဖြစ်ပြီးအဖမ်းခံလိုက်ရပါတယ်သူတို့၃ယောက်လုံးကအိုနာဂျိုးကန်ပုံစံနဲ့မွဲတင်နေတဲ့အဖိုးကြီးတွေဖြစ်နေလို့ဆိုင်မန်နေဂျာကနောက်တာမျိုးမလုပ်ကြပါနဲ့လုပ်ရင်လည်းတခြားဆိုင်သွားလုပ်ကြပါဆိုပြီးပြန်လွတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ကဘန်ကိုဓမြတိုက်ဖို့မလွယ်ဘူးဆိုတာကိုနားလည်သွားပြီးကျွမ်းကျင်သူတယောက်ရဲ့အကူအညီလိုတဲ့ဆိုတာကိုသိသွားပါတယ်ဂျိုးကကောက်ကျတဲ့အကြံဉာဏ်တွေထုတ်ပေးနိုင်မဲ့သူကိုလမ်းညွှန်ပေးမဲ့သူရှိတယ်ဆိုပြီးသူသမီးနဲ့ကွာရှင်းထားတဲ့တမတ်ဟောင်းစီကိုရောက်သွားပါတယ်သူသမက်ရဲ့အဆက်အသွယ်ကနေတဆင့်ဂျိုးဆက်ဆိုတဲ့ခွေးခွေးလေးတွေရောင်းတဲ့လူတစ်ယောက်နဲ့တွားတွေ့ပါတယ်ဂျိုးဆက်ကတော့သူတို့တွေမိုက်သူဘယ်လိုလုပ်သိမှလဲဆိုပြီးညင်းပေမဲ့မင်းသား25ရာခိုင်နှုန်းယူပြီးလုပ်ရင်လို့မဟုတ်ရင်နေခဲ့လိုက်တော့ဆိုပြီးပြောလိုက်တဲ့ဂျိုးရဲ့အထားကိုသဘောကျသွားပြီးတော့လက်ခံလိုက်ပါတော့တယ်မင်းတို့တွေဘယ်နှစ်နှစ်လောက်အသက်ရှင်နိုင်ကြမလဲဆိုပြီးဝီလီနဲ့အဲကိုမင်းရင်သူတို့တွေရဲ့ပင်စင်လားစာနဲ့ကိုက်ညီတဲ့ပမာဏကိုပဲယူကြမယ်ဆိုပြီးဂျိုးကတွက်ချက်နေပါတယ်ငွေပိုရခဲ့ရင်တော့လူကြမယ်ဆိုတဲ့အစီအစဉ်နဲ့နောက်ရက်မှာတော့လေ့ကျင့်ရေးစကြပါတော့တယ်သူတို့တွေရဲ့လေ့ကျင့်ရေးအချိန်ကတော့အဖိုးကြီးကျိုးရဲ့အိမ်ပေါင်မဆုံးခင်ရက်20အတွင်းမှာသူတို့၃ယောက်လုံးကဗန်ထဲကိုသွားပြီးနေရာအနေထားနဲ့အချက်လက်တွေကိုအသေးစိတ်ယူကြပါတယ်ဂျိုးဆက်ကသူတို့ကိုအသက်20ဝန်းကျင်လူငယ်တွေလိုတန်မာဖြက်လက်အောင်လေ့ကျင့်ခန်းတွေကအစဘလို့ခိုးရမလဲဘလို့ပြေးရမလဲဆိုတာတွေကိုပါသင်ပေးပါတယ်အဓိကအရေးကြီးတာကတော့သူတို့ဓမြတိုက်မဲ့ရက်မှာအလီပိုင်ရှိဖို့ပါသူတို့ကုမ္ပဏီရဲ့ပင်စင်စားလူဟောင်းတွေလုပ်တဲ့ရန်မုံငွေကျင်းပတဲ့ရက်ကိုရွေးလိုက်ကြပါတယ်သူတို့ဝင်ပြီးဓမြတိုက်တဲ့အချိန်ရဲတွေလာဖို့2မိနစ်နဲ့3မိနစ်ကြာအချိန်အတွင်းအမြန်ပြန်ထမ်းနိုင်မှုကိုလည်းအသေးစိတ်ကွက်တိဖြစ်အောင်လေ့ကျင့်ကြပါတယ်အဖိုးကြီးအဲဘက်ကလည်းစတိုးဆိုင်ကအန်နီဆိုတဲ့မျိုးသမီးကြီးနဲ့အချစ်ဆက်လန်းလေးကစတင်နေပါတယ်လုပ်ငန်းဆောက်ဖို့တရက်လိုမှာသူတို့အတွက်နေဝင်ချိန်နီးပြီးမဆာမနာလုပ်သွားတဲ့သူတို့ကုမ္ပဏီနဲ့မကောင်းတဲ့ဘဏ်ကြောင့်မဖြစ်မနေလုပ်ရမယ်အကယ်၍မအောင်မြင်ဘူးဆိုရင်ဘယ်သူမှထိခိုက်စရာမလိုဘူးလက်နဲ့ချမယ်လက်မြောက်ပြီးအဖမ်းခံမယ်ဆိုပြီးသဘောတူညီကြပါတယ်နောက်ရက်မှာတော့သူတို့အတွက်အလီပိုင်ရှိဖို့ရန်မုံငွေပွဲကိုတာဝန်အသီးသီးနဲ့စဝင်ကြပါတယ်အဖိုးကြီးအဲကအိမ်သာတက်တလို့နဲ့ဝင်သွားပြီး CCTV မမြင်ရတဲ့အနောက်ကနေလစ်ထွက်ခဲ့ပါတယ်ဝီလီကတော့တရေအိမ်ထဲကိုဝင်ပြီးတတိမထားမိစေမဲ့မန်မီတရေလိုပုံစံပြောင်းပြီးထွက်ခဲ့ကြပါတယ်သူတို့၃ယောက်စလုံးဘန်ထဲကိုဝင်တနက်ဖောက်ပြီးအားလုံးကိုကြမ်းပြင်းပေါ်မှာမှောက်ခိုင်းလိုက်ပါတယ်အားလုံးကစီစဉ်ထားတဲ့အတိုင်းကျွမ်းကျင်သူဆန်ဆန်ပါပဲဒါပေမဲ့ဝီလီကရုတ်တရက်မူးလဲမလို့ဖြစ်သွားတဲ့အခါကလေးမလေးတယောက်ကသူ့ကိုကူညီလိုက်ပါတယ်ဝီလီကအဲ့ဒီကလေးမလေးကိုသူ့မြေးမလေးလိုသဘောထားပြီးစကားပြောမိလိုက်ပါတယ်ကလေးမကကူညီရင်ဝီလီရဲ့မျက်နှာပုံစံနဲ့လက်မပတ်ထားတဲ့နာယီပုံစံကိုမြင်သွားပါတော့တယ်အဲ့ဒီအချိန်မှာဘန်မန်နေဂျာကသူ့စီကိုပဲဓမြတိုက်နေကြလားဆိုပြီး
စိတ်တို့နဲ့ဘေးနားမှာရှိတဲ့လုံခြုံရေးစီကတနက်ကိုယူအဖိုးကြီး၃ယောက်ကိုပြစ်လိုက်ပါတယ်တနက်ကနေကြမဟုတ်လို့ကြည်ကုန်ပေမဲ့တစ်ချက်မှမထိလိုက်ပါဘူးအဖိုးကြီးတို့လည်းပတ်စံတွေကိုအိတ်ထဲထက်ကားပေါ်တက်ပြီးထွက်ပြေးနိုင်ခဲ့ပါတော့တယ်သူတို့လုံနိုင်ခဲ့ပြီဆိုပြီးအစင်းမြင့်စားသောက်ဆိုင်မှာအောင်ပွဲခံစားတော့ပြီးအပြန်မှာတော့ဝီလီကသူ့ရဲ့ကြောက်ကယောဂကြောင့်တေမလို့ဖြစ်ပြီးဆေးရုံတင်လိုက်ရပါတယ် FBI အေဂျင့်ဟေမာကဝီလီကိုကလေးမလေးကကူညီလိုက်တာကို CCTV ကနေတွေ့သွားပြီးစုံစမ်းစစ်ဆေးပါတော့တယ်စတိုးဆိုင်ရဲ့မန်နေဂျာကလည်းသူတို့ဆိုင်ကိုဝင်ခိုးတဲ့အဲရဲ့ပြေးတဲ့ပုံစံနဲ့ဗန်တိုက်ခံရမှု CCTV တွေကလူရဲ့ပြေးတဲ့ပုံစံနဲ့တူနေတယ်ဆိုပြီးသတင်းပေးလိုက်ပါတော့တယ်ရဲတွေကအဖိုးကြီးတို့ကိုဖမ်းပြီးစစ်ဆေးပေမဲ့၃ယောက်လုံးကကိုက်ညီတဲ့အလီပိုင်ရှိနေတာကြောင့်သူတို့မဟုတ်ကြောင်းကိုပဲညင်းကြပါတယ်သူတို့ဓမြတိုက်လို့ရလာတဲ့ငွေတွေကိုတော့အဲ့ဒီနေ့မှာပဲသူတို့ရဲ့နီးပြဖြစ်တဲ့ဂျိုးဆက်စီမှာပဲဖွက်ထားခဲ့လိုက်တာပါသူတို့ရဲ့အရေးကြီးဆုံးဟာခွက်ကတော့ဝီလီကိုမြင်လိုက်တဲ့ကလေးမလေးကိုရဲတွေကတန်တရားရှိခံရတဲ့သူတွေကိုခေါ်ပြီးသူမြင်လိုက်ရတဲ့ပုံစံကိုရှာခိုင်းတော့မှာပါဝီလီကတော့သူအဖမ်းခံရတော့မယ်ဆိုပြီးတွေးပြီးစိတ်ပူနေပေမဲ့ကလေးမလေးကဝီလီရဲ့မျက်လုံးကိုကြည့်ပြီးမျက်မှသူတူးခဲ့တဲ့လူတယောက်မှမပါဘူးလို့လိန်ပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ဝီလီရဲ့နှွေးထွေးတဲ့စိတ်ထားကိုကလေးမလေးကခံစားမိလိုက်လို့ပါသက်သိမခိုင်လုံးနဲ့နောက်ဆုံးမှာတော့အဖိုးကြီးတွေကိုပြန်လွှတ်ပေးလိုက်ရပါတယ်နောက်ရက်မှာတော့သူတို့ထိုင်နေကြကော်ဖီဆိုင်လေးမှာဂျိုးကသူမြေးအတွက်ဂျိုးဆက်စီကနေခွေးကလေးကိုဝယ်ပြီးပတ်စံပေးဖို့လုပ်ပြီးမဲ့ဝင်မယူတော့ဘူးအသက်ကြီးတဲ့လူတွေကိုဂရုစိုက်ပေးရမှာယဉ်ကျေးမှုဒလေထုံးစံပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကဂျိုးပထမဆုံးကြုံခဲ့ရတဲ့ဗန္ဒမြတိုက်တုန်းကသူ့ကိုပြောခဲ့တဲ့လူရဲ့စကားလုံးအတိအကျဖြစ်နေတာပါ။အဖိုးကြီးတို့ကသူတို့ရတင်ရထိုက်တဲ့ပင်စင်လားစာပမာဏကိုပဲယူပြီးကျန်တဲ့ပတ်စံတွေကိုတော့သူတို့လိုပဲပင်စင်ဖြတ်တောက်ခံလိုက်ရတဲ့တခြားဒုက္ခရောက်နေတဲ့လုပ်ဖို့ကံပဲဟောင်းတွေဖြစ်တဲ့ဆက်ယုံကလူသမားဟောင်းတွေစီကိုလှုပ်ဝက်စာပေးပို့လိုက်ပါတယ်။နောက်ဆုံးမှာတော့အဖိုးကြီး၃ယောက်တို့ရဲ့ဒုက္ခတွေကဂျိုးလဲအဆင်ပြေအဲကလည်းဝီလီအတွက်ကြောက်ကပ်ပေးလိုက်လို့အားလုံးအဆင်ပြေသွားကြပါတော့တယ်။လူတွေရဲ့ဇေယျနဲ့လောကဓာတ်ကပေးတဲ့ဒုက္ခတွေကိုဟာသားတွေနှောပြီးကြိုက်ထားတဲ့ဒီစကားလေးက10မိနစ်ချင်းစီတိုင်းမှာအနှစ်သာရအပြည့်နဲ့ကြည့်ရမှာဖြစ်ပြီးကျွန်တော်ရဲ့တင်ဆက်မှုကလည်းလိုအပ်ချက်တွေရှိတာဖြစ်လို့မကြည့်ရသေးတဲ့သူတွေရှိရင်ဇလန်းအစဆုံးကိုတွားကြည့်လိုက်ကြပါဦးနော်။